ခုမိဘပြည်သူများနားတော်တာဖန်ဆင်းနေရတဲ့အောက်ဆက်ကတော့ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ်ကျုံမရန်ကြီးရွာမှာတန်းထိုက်အောင်ဘောက်ဆက်နဲ့မန္တအလှဆင်သူပဲဖြစ်ပါတယ်ခင်ဗျာခုမိဘပြည်သူများနားတော်တာဖန်ဆင်းနေရတဲ့အောက်ဆက်ကတော့ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ်ကျုံမရန်ကြီးရွာမှာတန်းထိုက်အောင်ဘောက်ဆက်နဲ့မန္တအလှဆင်သူပဲဖြစ်ပါတယ်ခင်ဗျာယခုမိဘပြည်သူများနားတော်တာဖန်ဆင်းနေရတဲ့အောက်ဆက်ကတော့ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ်ကျုံမရန်ကြီးရွာမှာတန်းထိုက်အောင်ဘောက်ဆက်နဲ့မန္တအလှဆင်သူပဲဖြစ်ပါတယ်ခင်ဗျာ